ကိုင်းတိုင်းရေဦးမြို့နယ်အင်းတော်အုပ်စုအောင်တပေါင်းချီရောတီရီမင်္ဂလာအေးကျောင်းတိုက်တော်တွင်မှာတီတာကိုွယ်နေသည်လိုတရကဘာအေးစီရီတော်ခုနှစ်ရက်သားသမီးများရဲ့နေဗန်ရီမကူတော်ဒီပုံနဲ့ထောစိန်လေးတို့နေဗန်ရီမကူတော်ပျ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 ော်ကောင်းမှုနဲ့ပျော်အချောင်ပြူနို့စောနေဗန်မြဲလန်းတလာရောက်ရှိကြစီတော်ဖြစ်တော်စင်လာကြောင်းကျိုးပထန်းဆက်မှာအောင်တပေါင်းကျောင်းစုဒီမှာအင်းတော်ခိုင်ကျော်မိမမြောက်ကျောင်းစီရတော်ဦးအောင်ဓမ္မစီရတော်ကြီးမှာမန္တလေးမြို့သာသနာပိုင်တိုင်းဦးကူမာရနဲ့ဦးအိန္ဒကတီရီဦးဝိစိတ်တာညီနောင်သုံးပါကိုဆွလူပေးကံညာဗုဒ္ဓသာသနာနေလိုလာလို့ဖျားအများသူငါချီညိုကိုဝေရလိုတရကဘာအေးစေရီဦးအိန္ဒကတီရီကနဦးအစတီးခဲ့ပါသည်ထွေကလေးဤကောင်းမှုအထွေထွေမြားဝင်နေတတော်ပေါင်းနဲ့ဘဝနဲ့ချောင်းဆန်ပြောင်းသွားတော့ညီတော်မောင်အိန္ဒကတီရီရှင်မမကျန်ရောက်ရအယမတာဓုခေါ်ဖို့ရာကုသိုလ်ပါကအမြတ်ပေးဝေပါသည်စကိုင်းတိုင်းရေဦးမြို့နယ်အင်းတော်အုပ်စုအောင်တပေါင်းကြီးရွာတီရီမင်္ဂလာအေးကျောင်းတိုက်တော်အတွင်းမှာဆရာတော်ဦးအိန္ဒကတီရီကနဦးအစတည်ခဲ့သောလူတရကဘာအေးစီတီတော်ကိုဆရာတော်ဦးကုမာရနဲ့ကိုရင်လေးပြည်နေတာတို့ကခုနှစ်ရက်သားသမီးကုသိုလ်ရှင်များ၏ကောင်းမှုဌာနဖြင့်စေတီတော်ကြီးကိုဆက်လက်တည်ထားလျက်ရှိပါလေစေတီကြီးပြီးမြောက်ရန်ဌာနကောင်းမှုပြုကြသောကုသိုလ်ရှင်များချမ်းသာကြပါစေချမ်းသာကြပါစေစိတ်သွားနိုင်ကိုပါ၍ရည်ရွယ်ထားသမျှရည်မှန်းထားသမျှလူရဆန္ဒများတလုံးတဝပြည့်ပါစေကြောင်းဆုမွန်ကောင်းများတောင်းလိုက်ရပါတယ်ရှင်တေဖုံးရဲ့တာတော်ပြည်ငိမ်ထားရဲ့ပါလိမ္မာလုံးနဲ့ဒီပုံသားလေးကသူ့ကိုပေးလူတော့ဝတ္ထုငွေကိုဘသူမှမပေးပါသူ့အမေကိုပေးမတုံးလေးပဲဖျားတဲ့ရန်ကိုသာဆွဲစိတ်တည်းရေးစုလို့တကယ်လဲပါရမီထူတဲ့ကိုရင်ငယ်လေးပါဒီပုံရဲ့
ပြန်ရောက်ရရမသာဓုခေါ်